ဒီလေတယောက်တည်းပဲပါကျုံးမဲ့တယောက်တည်းပဲပါကျုံးမဲ့တယောက်တည်းပဲပါဟုတ်တယ်ဟိုတတမမပါမတော်မှာမမလည်းစပယ်ကိုထိုင်အောင်အမဲလေးစီးနေတာမိုက်တာအဲ့ဒါပြောတာမြင်လားစောက်စကားများတော့အခုဒုက္ခရောက်ပြီဟမ်စောက်စကားများလားနေအခုမသားကြီးနေဘဒူကတင်ခိုင်းနေမထားဟဲ့တင်ကြလဲနောက်နှစ်ပါးကတော့မလောက်ဘူးဟေးဘလို့နှစ်ပါးလဲကျုံပြီးတော့စပိန်လေးနဲ့မတက်ဟေးတက်ပြီတော့နောက်ချင်းလေးကိုလည်းအုပ်စီနောက်စီပွင့်တော့ဟုတ်ပြီအဲ့ဒါချင်းနေမောင်လေးခေါ်အမဲရမြင့်နေနဲ့ကုန်းခေါင်းsorry ဦးလေးပြောနည်းနည်းကုန်အကုန်စပင်းကတော့အပေါ်ရောက်နေပြီနောက်ကကယ်ရီယာမရောက်သေးတာရပြီကွာမြန်မာနိုင်ငံမှာဒီစပင်းအကြီးဆုံးပဲโอเคလာအိုးခလေးလေးရောက်လိုက်ပါလားခလေးကယ်ရီယာကိုမရှိတော့ဘူးမတာဒါကျတော့ရောက်အောင်တင်တယ်တွေ့လားဘသူစီအောင်မလဲရပြီလူပြင်းမလားအဲ့လောက်များချင်းလေးကိုနှုတ်ထွက်တယ်လာသွားမယ်ကျုံးမေကိုမမရဲ့ကလေးလေးရဲ့တတရဲ့ဟိုရမိသားစုရဲ့တောင်းမယ်လာစပိန်ကြီးတောင်းတော့ဘာဖြစ်လို့ဒီမှာစပိန်တွေကိုပလေယာနဲ့ညက်စပိန်ကိုပေါင်းနေတာမောင်လေးဖြိုးအစီဖြစ်ခဏနေစစီရောစပိန်ဟန်တွေကဟဲ့ရှာစီနေတဲ့အကောင်ဘယ်